ဒီဇလန်လေးကတော့အိန္ဒိယနိုင်ငံရဲ့လူနေထူထပ်လာတဲ့ကျူးကျော်ရက်ကွက်လေးတစ်ခုကနေစတင်ခဲ့တာပါဒီနေရာမှာကျွန်တော်တို့ဒိုးဆိုတဲ့လူငယ်လေးနဲ့စတင်ဆုံးတွေ့ကြရပါတယ်သူကတော့မြို့ရဲ့အဆိုးဝါးဆုံးအပိုင်းမှာနေထိုင်ပြီးဘဝတူတငယ်ချင်းတစုနဲ့အတူအနာဂတ်မဲ့စွာအချိန်ဖြုံးနေသူပေါ့သူတို့ရဲ့နေ့စဉ်ဘဝကတော့ဆိုင်ကယ်လေးတွေနဲ့မြို့ပတ်ပြီးလမ်းသွားလမ်းလာတွေစီကအိမ်နိုင်ပစ္စည်းလူရင်းပျော်ပါနေကြတာပါတနေ့မှာတော့ရက်ကွက်ထဲကအာကျူဆိုတဲ့အမျိုးသမီးကိုသူမရဲ့ကြမ်းတမ်းတဲ့ခင်ပွန်းလက်ကနေဒိုးကဝင်ရောက်ကယ်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့နောက်ရက်မှာတော့ဒိုးတယောက်လမ်းဘေးကလူတယောက်နဲ့ရန်ဖြစ်ရင်ပြေးလွှားနေရချိန်မှာဘာကြီးဆိုတဲ့လူကြီးတယောက်နဲ့တွားတိုက်မိပါတော့တယ်။မျက်မှန်နဲ့အရက်ရှိရှိဘာကြီးကတော့အနားယူတော့မဲ့ဘောလုံးနီးပြတယောက်ပါသူကဒိုးကိုရန်ပွဲတွေရက်ဖို့ဆုံးမစကားပြောခဲ့ပါတယ်။တနေ့မှာတော့မိုးကတဲထန်စွာရွာသွန်းနေချိန်မှာဘာကြီးတယောက်ကျူးကျော်ရက်ကွက်ထဲကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာဒိုးလိုတငယ်ချင်းတစုပလင်းခွန်အကြီးကြီးတစ်ခုကိုဘောလုံးလုပ်ပြီးမိုးရဲရည်တဲ့ကစားနေတာကိုသူတွေ့လိုက်ရတယ်သူတို့ရဲ့မွေးရပါအရေးချင်းတွေကိုမြင်သွားတဲ့ဘာကြီးဟာစိတ်မကောင်းဖြစ်မိပြီးနောက်ရက်မှာသူတို့အတွက်ဘောလုံးအစ်စ်တစ်လုံးသွားပေးခဲ့ပါတယ်။